Fear is a tool. But when that light hits the sky, it's not just a call. It's a warning. Hello မင်္ဂလာပါစမ်းစစ်တက်ကနေကြိုးလိုက်ပါတယ်လွန်ခဲ့တဲ့ရက်တွေကကျွန်တော်လည်းခီးသွားနေရတာနဲ့ဗီဒီယိုတွေမလုပ်ဖြစ်ပေါ့ဗျာအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုအခုချိန်ထိကြည့်ပေးနေတဲ့လူတစ်ယောက်နှစ်ယောက်အတွက်ဒီနေ့မှာကျွန်တော်က Batman ရဲ့ No Killing Rule ကမှားလားမှန်လားဆိုတဲ့အချက်ကိုကျွန်တော်ရဲ့အထင်အမြင်တွေနဲ့ပေါင်းပြီးတော့ပြောပြမှာဖြစ်ပါတယ်ဒါတွေကလည်းအထင်အမြင်သက်ဖြစ်လို့ကျွန်တော်နဲ့ကွဲလွဲနေတဲ့အတွေးတွေခံယူချက်တွေရှိတယ်ဆိုလို့ရှိရင်လည်း comment မှာဝင်ရောက်ပြီးတော့ဆွေးနွေးကြလို့ရပါတယ်အဲ့တော့စလိုက်အောင်DC မှာဘာပါမှမရှိဘဲနဲ့ fan page အတောင်ဆုံးနဲ့လူကြိုက်အများဆုံး hero ကိုပြပါဆိုလို့ရှိရင် Batman ပဲဖြစ်လိမ့်မယ်ဗျ Batman ဆိုတဲ့ character ကသူလိုချင်လာပြီဆိုလို့ရှိရင်ကျန်တဲ့အရာအားလုံးကိုဂရုမစိုက်ဖ ೇನೆ အကုန်လုံးတက်တဲ့လူမျိုးသူလိုချင်တဲ့အရာတွေရဖို့ဆိုလို့ရှိရင်လက်ထွေးရမှာလဲဝင်မလေးဘူးပြီးလို့ရှိရင်တရားမဝင်တဲ့နီလန်းတွေနဲ့သူရယူရမှာလဲဝင်မလေးဘူးတခြားသူတွေရဲ့ data တွေကိုလိုချင်လာပြီဆိုလို့ရှိရင်လဲကလင်ကကျင်နီးပေါင်းစုံနဲ့ရယူတတ်တဲ့ character မျိုးပေါ့ဗျာပြီးလို့ရှိရင်ကိုယ့်ရဲ့မိတ်ဆွေတွေကိုလည်းတပတ်ရိုက်ဖို့ဝင်မလေးတတ်တဲ့သူမျိုးဥပမာသူရဲ့ Justice League တစ်ဖွဲ့လုံးဆိုရင်တော့မှမမတယောက်ချင်းစီအတွက်ပြန်ပြီးတော့အထင်းချုပ်လို့ရမယ့်နိုင်ကွက်တွေကသူ့မှာအများကြီးရှိပြီးသား Justice League မပြောနဲ့သူကိုယ်တိုင်တော့မှသူ့ဘာသာသူမယုံလို့သူ့ဘာသာသူပြန်ပြီးတော့နိုင်လို့ရတဲ့အချက်တွေကသူ့မှာကြိုပြီးတော့ plan ချပြီးတာအဲ့လို character မျိုးဒါပေမဲ့အဲ့လို character မျိုးမှာကျန်တဲ့အလုပ်တွေကိုဂရုမစိုက်ဘဲနဲ့လုပ်တက်ပေမဲ့သူအမြဲတမ်းစောင့်ထိန်တဲ့စီကံတစ်ခု rule တစ်ခုကတော့ရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့ကြားဘူးမြင်ဘူးတွေ့ဘူးနေကြဖြစ်တဲ့No Killing Rule ပဲဖြစ်ပါတယ်တခါတလေသူကတခါလေဆိုလို့ရှိရင် Batman ကရာဇဝတ်သားတွေကိုမိပြီဆိုလို့ရှိရင်အသေးတာမတက်တာချေကျိုးလက်ပဲဖြစ်အောင်လုပ်တော့တာပဲဟုတ်တယ်မလားဒါပေမဲ့ဘလို့အချိန်နေမှာပဲဖြစ်ဖြစ်သူက No Killing Rule ဆိုတဲ့လူမသက်ချင်းစီကံကိုတော့မဖောက်ဖျက်ဘူးပေါ့လေအဲ့ဒီကြောင့်လည်းပတ်သက်ပြီးတော့ Hotel Law ကတောင်းမှကျွန်တော်Facebook သုံးရင်းနဲ့ comment တစ်ခုသွားတွေ့တယ်အဲ့ဒီ comment မှာဗာရေးထားလဲဆိုလို့ရှိရင် Batman ကြောင့်နဲ့ဒုစရိုက်မှုတွေကရော့လာတာလားဒါမှမဟုတ်လို့ရှိရင် Batman ရှိနေလို့ပဲ Joker လိုကောင်မျိုးတွေကပိုများလာတာလားမသေးခွဲဘူးတဲ့တေးကြတာကတော့အဲ့ဒီကောင်မျက်နှာဖုံးဆွတ်လိုက်တဲ့အချိန်ကစပြီးတော့ Gotham နဲ့ Batman ကတွေ့မှရှိတဲ့ခြေထောင်အပြဲလို့ပဲတဲ့ညဘက်မှာတော့ကွာခြေထောင်လေးရှိတာပဲဆိုပြီးတော့စိတ်လုံးကြောရတယ်ဗျာမနေ့ကျတော့ဘူးတွေနဲ့ဆိုတာမျိုးပေါ့ဗျာဆိုလိုတာက Batman ကတကယ်ပဲလူတွေရဲ့အသက်ကိုတန်ဖိုးထားတယ်ဆိုလို့ရှိရင်ဥပမာ Joker လိုကောင်မျိုးတွေကိုမတက်ပြစ်လိုက်တင်ဘူးလားဗျာဘာဖြစ်လို့ Joker လိုကောင်မျိုးကိုအသေးမတက်ဖဲနဲ့ထောင်ထဲပဲပို့နေရတာလဲ Joker ဆိုတဲ့ကောင်ကလည်းသူထောင်ထဲကိုရောက်လာတဲ့အခါတိုင်းမှာလဲသူနီးသူဟန်နဲ့ရအောင်ထွက်ပြီးလူတွေကိုပြန်ပြီးတော့ဒုက္ခပေးတဲ့လူမျိုးပေါ့ဗျာအဲ့တော့ဂျောကာလိုကောင်မျိုးကိုလူတွေရဲ့အသက်နဲ့ယဉ်ပြီးတော့လူတွေရဲ့အသက်ကိုတန်ဖိုးထားတဲ့အနေနဲ့တက်လိုက်လို့ရှိရင်ကွာအဲ့ဒါပြီးမသွားဘူးလားဟုတ်တယ်မလားခင်ဗျားတို့လည်းအဲ့လိုစဉ်းစားဘူးလိမ့်မယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒါမျိုးကိုခဏခဏအချိန်ချင်းစဉ်းစားဘူးတယ်ဒါပေမဲ့လက်တွေ့မှာတော့အဲ့လောက်လည်းရိုးရှင်းမနေဘူးBatman ကဘာလို့လူမတက်ရလဲဆိုလို့ရှိရင်သူ Batman မဖြစ်ခင်ကာလသူငယ်ဘဝပေါ့ကွာanimation ကပဲဖြစ်ဖြစ် comic ထဲမှာပဲဖြစ်ဖြစ် live action မှာဖြစ်ဖြစ်ကျွန်တော်တို့မြင်ဘူးနေကြခဏခဏမြင်ဘူးနေကြသူ့ရဲ့မိဘနှစ်ပါးကသူ့ရှေ့မှာသူ့မျက်စိရှေ့မှာအသက်ခံလိုက်ရလို့လူမသက်ချင်းဆိုတဲ့စီကံကိုသူ့ရဲ့အသက်နဲ့လဲပြီးတော့စောင့်ထိန်တဲ့ပုံစံမျိုးပေါ့ဗျာအဲ့ဒါလဲသူ့ကိုလူမသက်မိစေဖို့ထိမ့်သိမ်းထားနိုင်တဲ့ပထမဆုံးအကြောင်းအရာတစ်ချက်လို့ကျွန်တော်ကမြင်တယ်တကယ်လို့ Batman ကလူသက်မိပြီဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဒီနေ့ကျွန်တော်ညံမိသလောက်ကျွန်တော်တွေးမိသလောက်ခင်ဗျားတို့ပြောပြမယ်ပေါ့ဗျာတကယ်လို့ Batman ကလူသက်မိပြီဆိုလို့ရှိရင် Batman ကိုယ်တိုင်က Batman ဆိုတဲ့အမှတ်သားအောင်မှာသူ့ရဲ့ခံယူချက်တွေနဲ့သူ့ရဲ့ရည်ရွယ်ချက်တွေကချက်ချင်းကိုပျက်စီးသွားမှာသူကိုယ်တိုင်လည်း Batman ဆိုတဲ့အခေါင်းစဉ်အောက်ကနေပြီးတော့ဘလို့မှရုံထွက်လို့ရတော့မှာမဟုတ်ဘူးလို့ကျွန်တော်ကမြင်တယ်ဆိုလိုတာကဗျာသူချမှတ်ထားတဲ့နီလန်းတွေထဲမှာသူဖောက်ဖျက်မိတဲ့အတွက်သူကိုယ်တိုင်ပဲပိတ်မိနေတော့မှာဟုတ်တယ်မလားအဲ့တော့ Batman ဆိုတဲ့ကောင်ကိုကျွန်တော်တို့ကမြင်ရတော့မှာမဟုတ်ဘူးပြီးလို့ရှိရင်ရာဇဝတ်သားတွေကိုနှိမ်နင်းရကနေပြီးတော့သူကိုယ်တိုင်လည်းရာဇဝတ်သားဖြစ်သွားနိုင်တာပဲလူသက်သမားတွေကိုနှိမ်နင်းရကနေပြီးတော့သူကိုယ်တိုင်လည်းလူသက်သမားဖြစ်သွားနိုင်တာပဲလူသက်တာကိုဆွဲလန်းသွားစေနိုင်တဲ့အချက်တွေကလည်းအများကြီးရှိရလေတကယ်လို့လူသက်တိုင်းတာကဘာကြီးအေးချမ်းမယ်လူတွေငြိမ်းချမ်းမယ်ဆိုလို့ရှိရင် Batman နဲ့ Peacemaker ဘာမှကွဲပြားခြားနာတော့မှာမဟုတ်ဘူးဆိုတဲ့အချက်ကိုခင်ဗျားတို့တွေးကြည့်မယ်ဆိုလို့ရှိရင်တွေးကြည့်လိုက်ငင်းငင်းရဖို့အတွက်လူတွေတက်မယ်ပြီးလို့ရှိရင်ကလေးတွေတက်မယ်ပြီးလို့ရှိရင်မိန်းမတွေတက်မယ်ဆိုလို့ရှိရင် Peacemaker ကလို့ကောင်မျိုးပဲကျွန်တော်တို့ကကြည့်တော့မှာပေါ့ဟုတ်တယ်မလား Batman ဆိုတဲ့ကောင်ကိုကျွန်တော်တို့ကဘာလို့လိုတော့မှာလဲအဲ့ဒါကြောင့်မလို့ကျွန်တော်ပြောတာက Batman ဆောင်းထိန်နဲ့ No Killing Rule ဆိုတာကျွန်တော်တို့ထင်တာကျွန်တော်တို့တွေးထားတာထက်ပိုပြီးတော့လေးနက်တယ်ဆိုတာကိုကျွန်တော်ပြောချင်တာပေါ့ဗျာတခါတလေလေးဖောက်ဖျက်မိလိုက်ရုံနဲ့အန်ရရှိတဲ့အရာမျိုးအဲ့ဒါကလည်း comic writer တွေ
ပြီးလို့ရှိရင်ဇန်ညွန်းဆရာတွေဒါရိုက်တာတွေက fan တွေကိုတွေးစရာတွေစဉ်းစားစရာတွေပေးချင်တာအပြင်ကိုမှဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် Batman ကလူမသက်ဘူးဆိုတဲ့အချက်က superhero လောကမှာပဲဖြစ်ဖြစ်ကြီးတဲ့ fan တွေရဲ့ဂျားထဲမှာပဲဖြစ်ဖြစ်ပို့ပြီးတော့ Batman ကိုစောက်ထားကြပြီးတော့အထားကြတဲ့ပုံစံမျိုးလို့မြင်စီတဲ့အချက်ဆိုတာလဲကျွန်တော်တို့ကမေ့ထားလို့မရပြန်ဟုတ်တယ်မလားအဲ့ဒါအပြင်ကဘာကြီးအေးချမ်းမှုအတွက်လူတွေတက်တယ်ဆိုတာကဘယ်လိုမှမှန်နေတဲ့နီလန်တစ်ခုကလည်းမဟုတ်ပြန်ဟုတ်တယ်မလားလူတယောက်တက်လိုက်တာနဲ့လူတွေငြိမ်းချမ်းမှုအတွက်နောက်ထပ်လူတယောက်ကိုမတက်ဘူးဆိုပြီးတော့လဲခံယူချက်တွေကအဲ့လောက်ကြီးခိုင်မာမှာမဟုတ်ဘူးလေကျွန်တော်ကိုယ်တိုင်လည်းလူတယောက်တက်မိလို့ရှင်နောက်ထပ်တက်မိမလားဆိုတော့အကြောင်းအရာကိုကျွန်တော်ကိုယ်တိုင်လည်းအာမမခံဘူးဟုတ်တယ်မလားပြီးတော့ကဘာကြီးငြိမ်းချမ်းဖို့အတွက်လည်းလူတွေအလောင်းတွေထပ်နေအောင်အသက်ဆရာမလို့ဆိုတာတော့ခင်ဗျားတို့ကျွန်တော်လည်းအတွေးခေါ်ရပါတယ်ဘယ်နေရာပဲဖြစ်ဖြစ်သူစီနဲ့သူကန်းနဲ့သူဥပဒေနဲ့ပဲကောင်းတယ်ဆိုတာကိုတော့ကျွန်တော်တို့အားလုံးသိကြမှာပဲလေပြီးလို့ရှိရင်ဘတ်မန်လို့ကောင်းမျိုးကထားလိုက်ပါလူတယောက်တက်မိလို့နောက်ထပ်မတက်တော့ဘူးပဲထားအောင်ကွာဘတ်မန်အားကြပြီးတော့ဘတ်မန်လို့မျက်နှာဖုံးဆွပြီးတော့ဥပဒေမဲ့ကိုယ့်ဘက်သားကိုတရားစီရင်နေတဲ့ vigilante ဆိုတဲ့ကောင်မျိုးတွေကကမ္ဘာပေါ်မှာအများကြီးရှိမှာပဲဟုတ်တယ်မလား DC Universe မှာအများကြီးရှိနေပါပဲအဲ့လိုကောင်မျိုးတွေကဘတ်မန်တော့လူသက်တရားပဲကွာငါတို့လည်းလူသက်မယ်ဆိုပြီးတော့ခံယူချက်တွေမှားပြီးတော့လမ်းမရောက်ကုန်ကြပြီဆိုရင်ရောအနေများမယ်လို့ခင်ဗျားတို့မတွေးမိဘူးလားအကျော်ကလိုစိမ့်မတဲ့ကောင်မျိုးကတောင်မှကပိုင်းကြီးနဲ့ဂေါ်တန်လိုမျိုးကိုတောင်မှဒီလောက်ဒုက္ခပေးနေမယ်ဆိုလို့ရှိရင်ဘန်မန်ကိုအတူယူมาပြီးတော့လမ်းမရောက်ကုန်တဲ့ဟီးရိုးတွေပြီးလို့ရှိရင်ဘန်မန်နီလန်ကိုလိုက်ပြီးတော့တရားစီရင်နေတဲ့ကောင်တွေဆိုလို့ရှိရင်လူတွေဘယ်လောက်ဒုက္ခပေးနိုင်မလဲဆိုတာကိုတွေးကြည့်တာနဲ့ကိုအတွေးလို့မဆုံးတော့ဘူးအဲ့ဒါအပြင်အစာကလေးကမှာခိုးစိုးလူနိုင်ပြီးလို့ရှိရင်ပျက်စီးယိုယွင်းနေတဲ့ဂေါ်တန်မြို့မှာရှိတဲ့ဂေါ်တန်ပြည်သူတွေကလည်းဘန်မန်ဆိုတဲ့စူပါဟီးရိုးပေါ်မှာသူတို့မျှော်လင့်ထားတဲ့မျှော်လင့်ချက်တွေပြီးလို့ရှိရင်သူတို့ခံယူထားတဲ့ခံယူချက်တွေကချက်ချင်းကိုပြောင်းသွားမှာဂေါ်တန်လည်းဘန်မန်မရှိတဲ့ကာလတွေလိုပဲပြန်ပြီးတော့မှောင်မိုက်သွားတော့မှာဆိုတဲ့အချက်ကလည်းကျွန်တော်တို့ကထည့်ပြီးတော့မစင်စားလို့ကိုမရဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာဘန်မန်ဆိုတဲ့ character နဲ့ဘန်မန်ရဲ့ No Killing Rule ကကျွန်တော်တို့ထင်ထားတာနဲ့ကျွန်တော်တို့တွေးထားတာထက်ကိုပိုပြီးတော့လေးနဲ့တယ်နဲ့နဲတယ်ဆိုတာကိုကျွန်တော်ဒီနေ့ပြောချင်တာကျွန်တော်အမြင်ရတော့ဘန်မန်ရဲ့ No Killing Rule ကပြည့်စုံနေတဲ့နီလန်တစ်ခုတော့မဟုတ်ဘူးဗျာဒါပေမဲ့အလုံးစုံမာယွန်းနေတဲ့နီလန်လည်းမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်တို့ကလက်ခံရမှာပဲအဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီနေ့ဗီဒီယိုကိုဘန်မန်ရဲ့ No Killing Rule ကမမဟုတ်ဆိုတဲ့အချက်ကိုအခြေခံပြီးတော့ကျွန်တော်ကပြောချင်တာတချို့ကလည်းတွေးထားတဲ့နီလန်နဲ့ကိုစဉ်းစားပုံစဉ်းစားနည်းတွေကိုလိုက်ပြီးတော့ No Killing Rule မှားတယ်ဆိုပြီးတော့အခန့်ယူထားတဲ့လူတွေလည်းရှိလိမ့်မယ်အဲ့ဒါလည်းကျွန်တော် comment writer တွေက fan တွေကြားတွေကိုဆယ်စုနှစ်ချီပြီးတော့ကျွန်တော်တို့တွေးစရာတွေထည့်ပေးထားတာဆိုတာကတော့လက်ခံရမှာပဲဒီနေ့ဒီချိန်ထိ Batman ဆိုတဲ့ကောင်ကိုဒီလောက်တိုးတက်လာအောင်သူတို့ character develop လုပ်နိုင်တာကိုပဲကျွန်တော်တို့ကကြီးစုတင်ရမယ်လို့ပြောလို့ရတယ်ပေါ့ဗျာဒါပေမဲ့ထပ်ဆောင်ပြောချင်တာကယနေ့ဘက်ခေတ် live action တွေမှာတော့ Batman No Killing Rule ကိုလိုက်နာတယ်ဆိုတာတိတ်မတွေ့ရတော့ဘူးအဲ့ဒါလည်းစကားဖန်တီးတဲ့လူတွေအပေါ်မှာမူပြီးတော့မျိုးကွဲပြားပါဗောလေဒါလည်းသွားပြီးတော့အပြစ်ပြောလို့ကမရပြန်ဘူး live action မှာဘယ် Batman တွေကလူအများဆုံးတက်လဲဆိုတာကိုကျွန်တော်ကြည့်ဘူးတဲ့ live action တကားနဲ့ရှင်းပြီးတော့ပြောပြမယ်ဆိုလို့ရှိရင်နံပါတ်1အနေနဲ့ကတော့ Ben Affleck ရဲ့ Batman ပဲဖြစ်ပါတယ်အဲ့ဒီ Batman ကတော့လူဆိုးတွေကို Bat မူပိုင်းသုံးပြီးတော့တက်လိုက်လက်နက်တွေသုံးပြီးတော့တက်လိုက်ပြီးလို့ရှိရင်လက်နက်ကြီးတွေနဲ့ကောက်ထုတ်လိုက်တဲ့နီးမျိုးစုံနဲ့တက်နေတော့တာပဲဟုတ်တယ်မလားအဲ့ဒါလည်းZack Snyder ကိုအပြစ်ပြောလို့မရဘူးကျွန်တော်တို့ကိုယ်တိုင်ဇာတ်ကားရိုက်မယ်ဆိုလို့ရှိရင်လည်း Batman ကိုပို့ပြီးတော့ထားကြသေးခြင်းလူတစ်ယောက်နှစ်ယောက်ကတော့ရင်းပေးမှာကိုရမယ်ဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းခံယူထားကြအောင် Christian Bale ရဲ့ Batman ကလည်းရေပေါ်အဖြစ်သူကိုယ်တိုင်ကတော့ No Killing Rule ကိုလိုက်နာပေမဲ့သူလည်းတစ်ခါလေတော့လူတက်တာပဲBatman မဖြစ်ခင်ကာလပေါ့ဗျာ Razel ကိုမတက်ဖဲနဲ့ဒီတိုင်းထားခဲ့လိုက်တာတော့ Two Face ကိုတိုက်ပေါ်တွန်းချလိုက်တာတော့ပြီးလို့ရှိရင် Two Cap ကိုယထာပေါ်မှာမကဲတော့ဘဲနဲ့ယထာနဲ့အတူတူဟိုကြောက်ထဲကိုပြုတ်ကျအောင်လုပ်လိုက်တာတော့ဆိုလို့ရှိရင်လည်း Christian Bale ရဲ့ Batman ကလူသက်တာလို့ပြောလို့ရတာပါဗျာနောက်ထပ်တတိယ Batman ကတော့ Robert Pattinson ရဲ့ Batman ပေါ့ဒီ Batman ကတော့ကျွန်တော်တို့2020နှစ်မှာထွက်ထားဆိုတော့သူ့ရဲ့ origin နဲ့သူလူသက်လားမသက်လားဆိုတာကတော့ကျွန်တော်တို့ကသိပြီးမသိရဘူးပေါ့လေဒါပေမဲ့သူလည်း The Batman 2020နှစ်ထွက်တဲ့အခါတော့ကလည်းလူတွေကိုမိတာနဲ့ကျိုးအောင်ပိတ်အောင်ထိုးတော့ကြိတ်တော့တာကိုကျွန်တော်တို့ကလည်းမြင်ရတာပဲလေအဲဒါကြောင့်မလို့နောက်ဇာတ်ကားတွေမှာသူလည်းလူသက်ရင်တက်လာနိုင်တာပဲဆိုတာကိုတော့ကျွန်တော်ကပြောချင်တယ်အဲဒါကြောင့်မလို့ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ကဘာမှအဲ့လောက်ကြီးထွေထူးထူးပြောတာတော့မဟုတ်ဘူးကျွန်တော်ဗီဒီယိုမတင်တာကြာလို့စိတ်ထဲမှာရှိတဲ့အကြောင်းအရာလေးတွေကိုရောက်တဲ့နေရာပြောတဲ့ဗီဒီယိုပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော် channel ကအရင်ကတော့ logo တစ်ခုပေါ့ logo ပြောင်းတာ3ခါလောက်ရှိနေကျွန်တော်ကိုယ်တိုင်လည်း logo တွေကအများကြီးကိုယ့်ဘာသာကိုဆွဲပြီးတော့စိတ်တိုင်းမကြနဲ့ခဏပြန်ပြီးတော့ပြောင်းနေရပါဗျာအခုလည်းကျွန်တော်ပြောချင်တာ logo လည်းပြောင်းမယ်ပြီးလို့ရှိရင်ဒီဗီဒီယိုမှာသုံးထားတဲ့ color လေး
လေးတွေလည်းပြောင်းထားမယ်ဆိုလိုတာကကျွန်တော်ရဲ့ဗီဒီယိုနဲ့ကျွန်တော်ရဲ့ channel ကိုလူပို့ပြီးတော့စိတ်ဝင်စားအောင်လို့ပို့ပြီးတော့ YouTube မှာတခြား channel တွေရဲ့logo တွေနဲ့ကွဲထွက်နေအောင်ကျွန်တော်ဖန်တီးလိုက်တာပါဗျာပုံစံကြီးကတော့တောက်ကြီးကျွန်တော်လည်းသိပြီးတော့ကြိုက်လိုက်လေတော့မဟုတ်ဘူးပေါ့ဗျာကျွန်တော်သဘောကျတဲ့အကြောင်းလေးမလို့ကျွန်တော် logo နဲ့ video ကွာပုံစံကိုကျွန်တော်ပြောင်းထားတယ်ဆိုတာကိုဒီနေ့ပြောချင်တယ်အဲ့ဒါကြောင့်မလို့ဒီနေ့ကတော့လောက်ပဲဖြစ်ပါတယ်နောက်ထပ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားတွေဇာတ်လမ်းတွေအကြောင်းအရာတွေကိုတင်ဆက်ရင်းနဲ့ပြန်လာခဲ့ပါမယ်နောက်ထပ်ဗီဒီယိုတွေမှာပဲပြန်တွေ့ပါမယ်။အော်ဒါနဲ့ like and subscribe လုပ်ဖို့လည်းမမေ့နဲ့နော်။